ကျောဆိုပြီးနောက်ပိုင်းအတိုင်းတာဟာတိုင်းပြည်ရဲ့ကျိုးနဲ့ပြည်သူနဲ့အနာကဘယ်လောက်ထိတိုးတက်မှုရှိလဲဘယ်လောက်ထိဆုံးရှုံးမှုနစ်နာမှုရှိတယ်လဲဆိုတာကျွန်တော်တစ်ချက်တင်ပြပေးရှင်တယ်ကျွန်တော်ရမြင်သဘောထားလေးပါလားတနိုင်ငံလုံးအနေတော့ကျွန်တော်မချုပ်ဆိုပြောနိုင်ဘူးဒါပေမဲ့လောလောဆယ်ကျွန်တော်ဒီအကြမ်းအမြင်နဲ့ပြည်ပြည်နဲ့ဖြစ်စဉ်တစ်ခုပဲကျွန်တော်အမှန်တရားပြောကျွန်တော်ပြောပြခြင်းနဲ့တင်ပြခြင်းနဲ့ဆိုမြင်တော့ဟာလားတည်းဟိုနေစစ်တပ်ဘက်မှာတည်းမှာပြကြတဲ့ဌာနဆိုမြင်တော့ပဲပြောသည်ဖြစ်စေပုံမြင်အောင်လည်းကပဲမိကိုပြောသည်ဖြစ်စေမြေဝရီရတာမတဲ့ဌာနကပြောသည်ဖြစ်စေအဲ့ဒီတည်င်းကြီးပြောနေတယ်မှာကျွန်တော်တစ်ချိန်လုံးကျွန်တော်မပြောကျွန်တော်နားထောင်နေတယ်အတလွဲကြီးပဲသူတို့ပြောတာတဲ့နဲ့သူတို့ဖြစ်စေတာအလေးလေးမှုကဘယ်လောက်ပွားချဆိုတာရခိုင်ရဲ့ကျွန်တော်တို့ရခိုင်ရဲ့ဖြစ်စဉ်တော့ပြီးခဲ့တဲ့ဖြစ်စဉ်တော့သူတို့ပြောတာဟာလားပွားချမှုတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်မပြောဘူးဒါပေမဲ့ဒီနေ့တစ်ချိန် NC နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပတ်သက်လို့ကျွန်တော်ပြောရချင်းပဲဒီနေ့ NC လက်မှာ2015အောက်တိုဘာလ15ရက်နေ့ထိုးပြီးတဲ့နောက်ပိုင်းမှာကရင်ပြည်နယ်မှာကျွန်တော်ကရင်မျိုးသားစီရော KNU ဥက္ကဋ္ဌဖုမှုသူစေဝနဲ့ချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာကရင်ပြည်နယ်မှာဖြစ်စဉ်ဖြစ်မှာ2016တန်းမှာကရင်အာဇာနည်စဘာဝကြီးရဲ့အယုတ်ထုကိုကျန်ရစ်ချက်ချင်းမှာကရင်ပြည်သူရဲ့အရန်လေးစားရှိတဲ့ကောကိုစဘာဝကြီးရဲ့အယုတ်ထုကိုထူဖို့ဟာစစ်တပ်တွေကလာပြီးတော့တားမြစ်တယ်အဲ့ဒါလည်းကျွန်တော်တို့အဝထိုင်ကြီးဖုံးမှုစေဖို့လည်းဘာမှမပြောသလိုနဲ့ဒီကောင်းလာတွေလည်းဘာမှမပြောဘူးဒါမှသိနာမည်မှာဆိုရင်2019မှာပဲတော့မှာလားဒီတမျိုးသားလုံးရဲ့ဟုတ်လားအထူးအမြတ်ဟုတ်လားလေးစားတဲ့အထူးအမြတ်ဒလိထုံးစားရဲ့နှစ်တစ်ကိုလို့တဲ့မှာအလားကိုထူနေတဲ့အခါမှာဟုတ်လားစစ်တပ်ဖက်စစ်ကောင်စီရဲ့ဟိုနေတမတော်22ဦးနဲ့လာပြီးတော့အဲ့ဒီလာမယ်ဟိုလာဆွဲချတယ်ဒါပေမဲ့ကျွန်တော်တို့ကော်တူးလေးကျွန်တော်ကရင်စစ်တပ်ကော်တူးလေးနေပြီးတော့ဟုတ်လားတာဝန်နဲ့အရာကျွန်တော်ပြီးတော့ပြန်ပြီးတော့တုတ်ပြန်ဖို့ဒါပေမဲ့ဟိုထားရေးဖို့ဆုံးဘုသူစီဘောကနေပြီးတော့လာပြောတယ်လာပြီးတော့ဖြည့်ရှင်းတယ်မလို့မပြည့်ခိုင်းဘူးအဲ့ဒါနဲ့ပြီးတော့ပြန်တော့တခါတော့ပြည်သူတွေကတော့စိတ်တော့မကောင်းဘူးဗျအဲ့ဒါကမှ6ပါနော်ပြီးခဲ့တဲ့2019ခေါ်လာမှာကဲအဲ့လိုပြည်သားညီကိုတွေဟာအဖြစ်မှာကိုကြုတ်ပြောတယ်ကျွန်တော်ပြောတဲ့ဥစ္စာတွေကဒါကျွန်တော်ဒီမီဆိုကြမှာကျွန်တော်အဖြစ်မှာကျွန်တော်ပြောတာဒါပေလိုလာအများကြီးရှိတယ်ကျွန်တော်တကယ်သမားမဟုတ်တဲ့အတွက်ကျွန်တော်မှတ်မိသလောက်ပဲကျွန်တော်ပြောတယ်ဒါပေမဲ့သိစေချင်လို့ကျွန်တော်ချက်ပြတယ်ဟုတ်လားအထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်သူတွေသိချင်လို့ဗမာပြည်သူပြည်သားတွေဟုတ်လားအဖြစ်မှာကိုဖြစ်စေဖြစ်မှာကိုသိစေချင်လို့ကျွန်တော်တင်ပြရခြင်းပဲဖြစ်တယ်2018မှာတော့ဟုတ်လားဘာမှအပြင်းမရှိတယ်ဟုတ်လားဘာမှအပြင်းမရှိဘဲနဲ့ဟုတ်လားပြည်သူတရားဟာဆောလင်မနာမည်ကဆောလင်မဟာရက်ဆက်စားနဲ့ဟာစစ်တပ်ကတပ်ဖြတ်ခဲ့တယ်သူ့မှာတာမီယာနဲ့ကလေးလေးယောက်ကျန်ခဲ့တယ်ဘယ်လိုဒုက္ခဆင်းရဲငါးပါးရှာနေရတယ်ဆိုတာမစင်စားဝတ်တယ်ခင်ဗျားတို့စဉ်းစားကြည့်ခါစားကြည့်ပါလားဒါတွေတကယ်ဖြစ်မှာနော်ကျွန်တော်မမမီသေးတာတွေအများကြီးရှိတယ်ကင်းပြင်းနဲ့မှာဖြစ်စဉ်ဖြစ်မှာတို့လာပြီးတော့ပြည်သူတွေအနာကျစ်စသွားတာနော်2018မှာလည်းနေမီရှင်းလင်းမှုဆိုပြီးတော့လမ်းဖောက်မှုဆက်လုပ်လာတယ်အဲ့ဒီတော့စာပြီးတော့ပဋိပက္ခဖြစ်လာတယ်သူတို့ရဲ့ပြခါရဆဲရေးသူတို့ရဲ့စီမီစီကချုပ်ဖောက်ပြီးကြော်လာတော့ဒီတမ်အန်နာဟာမလဲမှုဘလော့ဆောင်မှုဘလော့မှာအဲ့မှာအဲ့ဒီကိမှုနဲ့ဖြစ်တယ်မှာတိခါမှုနဲ့ဖြစ်တယ်တော့ဟာတည်င်းဌာနနေပြီးတော့ဒီဝတ်ထုဝဲဟာဒီမိသားစုရောဝတ်ထားနေဖုဘထူအင်တာဗျူးလိုက်တဲ့ကဖုဘထူကနေပြီးတော့ပြန်ပြောလိုက်တယ်ကျွန်တော်တို့ဖြည့်ရှင်းပေးမယ်တဲ့ဒီဥစ္စာတွေကျွန်တော်တို့ပြအောင်လို့နောက်ဒီလိုမဖြစ်စေရဘူးအဲဒီတော့ကျွန်တော်ပြောချင်တာဖုံးမှုသူစေဖို့ဖုဘထူရအဲ့ဒီနေရာမှာကျွန်တော်အရာမချအရာစိတ်ဆိုးတယ်ကောင်းတော့တရားဖြည့်ပြီးတော့အမှန်ဝမှန်တရားမပြောရဘူးဘာဖြစ်လို့ဒါရီကတကယ်လို့တိပြည့်တဲ့အရာတွေဟုတ်လားဗမာစစ်တပ်တွေကပြောတော့တမျိုး
Sika Ubdi with Chopore. Now, Piotr Lunga Lotus of Viro, Turu Longed, Turu Chopola, Dia Pita or Tito Arao, any Lurio, Pure Piama, Shinyam, Pia, Kulu, Nana, the Pia, Pia, Materials of Kulu, Mile, Kinina, Oya, and I want to know. General Tamara Column or a color, General Lumishu, General Kaybi Lumishu, the NSC, Lamatora color. None at all says Shima. Tomorani will be during the time you are Jigo. Linda Gillen, news or Nina Pizza, you are Emma. Either Tika Mushi, a deal on a look at a column, Lula, a Chapayat in the session with the Camaro Sina, you Camaro Kazajiva, now Camaro Atana, and the other shoot at Yona. General Georgian around. To the beach and other Poma, physics in a jazzy jet, a kid marriage and of Yora. The Tosashi Prima, Queen Yurio, see to me the Gaji that Dila Didora. Be during the time is a Jiva, Lavilla, Gadaga, Primero, Queen Yurio, Monchare, and a Pabu Nenima. General Yona Daria, Apu Yora, the Gamma Yora, and a Pizzi Pima, the Dario, the Dino, the Monchava, the Dimato, the Dini to the Dimato, the Dinimato, General NC told a color, sitting a lamato, Piolamio, Basama Hayo, Bamasi, and I, Bella, she did the same Bella, Basam, we have a diva. And I was General Yora, the color, General P, the new Daloya column, or Wusura, General P, probably feel that they are changed. No, Tamaka, Nani, Dema, P. The Kuyula Kaikaya, or the Kutani, and Lucia, the Emma. Daria, the demo, the name is doing well, the Gilly man is the thing on it. Now, we toss a shimmer, she's in there. Someone, Tatana, who got him, a chamber of Kalamado, Anima, you are Emma, we are singing buying Langara, Piru, the Buddha singing Armia, Mapira, Mitazu, the Pita, that let the demo tell and the house is shit, Mamma. Amy Tazu, a call Pita, Mama say, Cassico, Sinamu, Pita. I had to get a chin money, and I'm already a Milo there. No, in the toss of Guma, Screamer, Pia, Cassico, they got a Tomogani, a Sazed, Bella Juma, called Gilda. Either you come out of Sinaja, and Nico. Sit there, see Soya, sit there, see Anna, she had Bella, Joma, go Gilda. Your Jama Salada. Tomogani, we don't say. See you, shall car with your Tomogani, but the Luchare. You are here, you are only Tongia, you are Pidu, you are to the deep in it, Yara Emma. Tolochi, the other will do Jassy, that I jump a citizen. General Daria, General Pio, General Jam, you are General Thea, Davimeku. Zagasa meet on the college, you put the Daria, Chimana. Couple is the name of the Daria about. Let us go to them at Kia Pima. Don't worry, Mogani, Lumasan, you married a Pessit on a good Pessit, sit on a good Ingola, Dira. No Muna, no Dimino, Muna in a common Munia, to Tella, a John and the Shabira, to Pita. Pita, we are to the car sway in the car will show you that, sway you will kill you that. The gay you might do coach in a PC also at the Mia. Yoya Meloya, General Pio Mokola, and then Pidure. I'm not thinking to the General Poma Pidure, Nico, Nana Poma Pidure, Paul, Pio, set by a loss of coaching with Bella Shiller, General Chadia and Chimpede. Do you know Megara no Muno? Duma Kalito, your Janet. Your Janet, Yadoka Yara. General Puyasana, Luda, Yasana, Tarajan, General Sanajan. Okay, a kiss him, General Chicken, General Belati Kazaya Medra. Ludana, General William Kazazi Chimba. General Yassi,
နာကျင်ရတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်တို့ခေါင်းဆောင်တွေက NSC လက်မှတ်ထိုးထားတဲ့ခေါင်းဆောင်တွေကပါတခုမှမပြောပြဘူးဒီအဲ့ဒီတေချီတဲ့လူတွေကသူတို့ရဲ့နေနာမှုဘယ်လိုရှိလဲသူတို့ရဲ့ဟာလားပြဿနာကိုဘယ်လိုဖြေရှင်းပေးလဲဒီလိုနဲ့ပြီးကြောက်သွားတာပဲဟုတ်တော့ဒါတွေအများကြီးပဲဟာလားကဲကျွန်တော်တို့ဆက်သွားမယ်နော်နောက်ပြီးဒီဟာမကြခင်ပြီးခဲ့တဲ့ဝန်ကြီးတော့ဟာဒီ KND ထိချုံနေမြေမှာဟာ KND ကိုအနေပြီးတော့လူ25ဦးတတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်တပ်ကနေတောင်းဆိုတဲ့ KND ကနေတော့ဝတ်တူဝင်းဟာဝတ်တူဝင်းကနေစောတာတို့ကနေပြီးတော့ KND ရဲ့စီမီစပြဥပဒေရှိတဲ့အတိုင်းကိုသူကနေလှုပ်ဆောင်လဲဆိုပြီးတော့သူကဟိုနေပဲသူစတိထုတ်ရတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တယ် KND ကောင်းဆောင်ဟာလား BNC လက်မှထိုးရတဲ့လူတွေဟုတ်လားစစ်တပ်ခိုင်းသမျှတွေခင်ဗျားတို့အကုန်လုံးလုပ်တယ်အဲ့တော့တနိုင်ငံလုံးလက်မခံတဲ့စစ်တပ်ဟာလားနိုင်ငံပြည်တွင်းကသူဟိုပြည်ပကလူတော့မှလက်မခံတဲ့စစ်တပ်ကိုပြီးကျွဲတဲ့ကောင်ကိုခင်ဗျားတို့တော့ခင်ဗျားတို့လိုက်မယ်ဆိုခင်ဗျားတို့လည်းပြီးတယ်ကျွဲဖြစ်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့ပြီးတယ်ကျွဲနောက်လိုက်တယ်ဆိုခင်ဗျားတို့လည်းပြီးတယ်ကျွဲဒါကြောင့်ကျုပ်ပြောချင်တာကတော့ခင်ဗျားတို့ဖြစ်ခဲ့တဲ့အရာတွေဟာလားပြည်ပြည်နဲ့ဖြစ်နေတဲ့အရာတွေဟာနော်မနာဝတ်တဲ့ရွာမှာဟာလားဘုံလေးပြည်တယ်လက်နဲ့ကြီးထူချအဲ့ဒါဒီခင်ဗျားတို့ဘာမှမပြောမှအရေးမယူဘူးအခုဒီ KND ကိုအစီအကပေးလိုက်တဲ့လူ25ဦးဟာခင်ဗျားတို့ကပြည်သူတွေဆိုပြီးတော့ပြောပြီးတော့ KND ကိုအပြစ်ချက်အပြစ်မှာဥပဒေခင်ဗျားတို့ကပြန်တင်ရောက်ခြင်းနဲ့အရေးယူခြင်းနဲ့ဟာခင်ဗျားတို့အဲ့ဒီလူ25ဦးခင်ဗျားတို့ပြည်ပြည်ချာချာလေ့လာကြည့်ဟာအဲ့ဒီလူ25ဦးဟာစစ်တပ်တော်မှာရရှိတဲ့စစ်တပ်ထဲမှာဟာအကျဉ်းပွင့်3ဝက်ကောင်းတယ်ထောင်လိုင်းကောင်းတယ်လာပြီးတော့ပြည်သူရောဆောင်ပြီးတော့တရားလာလို့ဆောက်လုပ်တယ်ဟာကျွန်တော်ပြောချင်တာကဆောက်လုပ်ရေးတွေဖြစ်စေလုပ်ငန်းခွင်တစ်ခုတည်းဖြစ်စေဒါရီအစိုးရနဲ့တက်ဆိုင်တဲ့အရာအစိုးရလုံးဆောင်ရမယ်ကြောဟာတော်လိုင်းတမန်မဟုတ်ဟာမင်းအောင်လည်းစစ်အခုဒီမှာနားမလဲစစ်ဥပဒေစစ်စီကလည်းနားမလဲဘယ်သူကစစ်ကောင်းတော့တင်တာစစ်ကိုချိုးတင်တာလေစစ်သားဆိုရင်စစ်သားလို့နေရတယ်နိုင်ငံရေးနဲ့ဝင်ရှုပ်ဖက်ဖက်ကြရမလို့ဟုတ်လားဒီချိန်မှာလည်းဟာအာနာသိန်းတဲ့နောက်ပိုင်းမှာဆွဲရတာမရှိဘူးခင်ဗျားလမ်းဖောက်ရတယ်ဆိုတာခင်ဗျားဘယ်သူအာနာနဲ့ခင်ဗျားလာပြီးတော့လမ်းဖောက်တယ်အကြောင်းပြပြီးတော့ဟာလားကေဒီယိုနယ်မြေမှာထိချုပ်တဲ့နယ်မြေမှာအခြေအနေခင်ဗျားလာလိလာထောက်လာပြီးတော့ခင်ဗျားတို့တော့တိုင်းစစ်ဌာနချုပ်ခင်ဗျားတို့တည်ပို့တယ်အဲ့ဒီလူ25ဦးစစ်ဆေးရမှာဟာလားအထောက်အထားတွေပြည့်စုံလက်နဲ့ခရားတွေပါပြည့်စုံတယ် drone တွေပါလက်မှုတွေပါပါတယ်အဝတ်စားယူနီဖောင်းရတို့တွေအဆင့်နဲ့ပါတယ်အထောက်အထားပြည့်စုံတဲ့သူတို့ကဟာလားအစီရင်ပေးတာပဲဒါ KNU က KND ကိုဘုရားကတည်းကတတ်တာမဟုတ်ဘူးအမှန်တရားကသူ့ကိုစီရင်ပေးလိုက်တာပါအဲ့ဒီပဲဘုရားနာမည်ကျွန်တော်တို့ထူးကျေးဇူးတင်တယ်ဂုဏ်ယူတယ်ကျွန်တော်တို့လက်နဲ့ရကျွန်တော်တို့အားပေးတယ်ပါရှိတယ်မှန်ကားတယ်ဟာစစ်သားကမှန်ကားတယ်လာတရားဟောတာပုံပွင့်လေးလောက်ရမယ်ကျွန်တော်ပြောရင်အဲ့ဒီအကြောင်းနဲ့ပါတယ်တချို့ကျွန်တော်တို့ပြင်နေမှာဟာပြောချင်နေတဲ့ဘာဖြစ်ညာဖြစ်နေဒါပေမဲ့ကျွန်တော်မပြောတော့ဘူးအဲ့ဒါတည်းထောက်လိုင်းရေးဆိုတာကဟာအဲ့ဒီလိုတိုက်ပွဲနယ်မြေမှာမပြောနဲ့ရွာကြီးရွာသားဘုံကြီးကျောင်းတွေပါတယ်ညာသူတစ်ဖြစ်ကျွန်တော်တို့မြင်တွေ့နေရတယ်စကားထဲမှာပဲကျွန်တော်တို့မြင်တွေ့ရမယ်စုံတော့ထောက်လိုင်းရေးဆိုတာတောင်းရရောက်ဆောင်တင်လဲရောက်ဆောင်လဲဟာလားအသက်ကြီးရဟာလားစပင်းကျူနှခမ်းဝေးရှင်နဲ့ရောက်ဆောင်တင်ရဒီမျိုးဆိုတော့ပြည့်ရမျိုးနဲ့ရောက်ဆောင်နေတယ်ကျွန်တော်တို့တွေ့မြင်နေရတဲ့ဒါတွေကတကယ်ဖြစ်စီဖြစ်လာတယ်ဟာလားခုနကတက်တဲ့ထောက်တာအများကြီးတွေ့နေရခံလို့တွေ့နေရတဲ့ရတာနဲ့လာပြီးတော့ဟာလားသူကအပြစ်မှချက်တော့ဟာလားအထူးသဖြင့်ကရင် KNU ထိချုံနေမြေထဲမှာဟာလားကရင်ချင်းချင်းတွေဟာလားပฏิပက္ခဖြစ်အောင်အထင်ကြီးလွမ်းမမှုဟာလားဟာလားငကျင်းစီငကျင်းကြော်ကရင်ချင်းချင်းဖြစ်တာခိုင်းတယ်ဟာလားအထင်ကြီးတင်မှာပွဲပြောက်သူတို့လုပ်နေတာစစ်မှန်တဲ့တရားနဲ့သူတို့တိုက်လို့မရဘူးဟာလား KNU သူတို့တိုက်လို့မရဘူးဒါကြောင့်မို့သူတို့နီးပရိညာနဲ့တကယ်ကြောက်မှကောက်ကြည့်တယ်ကြောက်ချမ်းမစားတဲ့ဟာလားအရာနဲ့ပါတယ်ဟောတဲ့သူတို့ရဲ့စစ်ဝင်ပရိညာ
အဲ့ဒီတော့ကျွန်တော်လုံးဝရှုပ်ချတယ်အဲ့ဒါကိုကျွန်တော်ပြောပြီးတော့ကျွန်တော်ပြောချင်တာကတော့ဘုံသူစေဘာကိုယ်ကဒရိုးရနေပြီးတော့KNU ရဲ့စီမီစီကဥပဒေရတဲ့သူကြီးတွေ KNU ကသူရဲ့အမှုကဘုကောကိုဘာလို့ချရတဲ့အမှုရှိပြီးတာပဲအမှန်တရားကိုချက်စီရဲ့လူစန့်ကျင်ရမယ်ဒါ KNU ရဲ့အမှုပဲ KNU ရဲ့အမှုကကိုပြည်ထဲမှာလာပြီးတော့ပြည်သူတွေဘုံကျဲပြည်သူတွေလည်းနဲ့ကြီးနဲ့ပြည်သူတွေစော်ကားပြည်သူတွေအခွင့်အရေးကိုချိုးဖောက်တဲ့အဲ့လိုကြားတဲ့လူတွေကိုအရေးမယူပဲနဲ့ကိုလူကရန်သူကိုပြန်ပြီးတော့ပြစ်တာတော့လို့တာတော့အဲ့ဒါကိုအရေးယူမယ်ဆို KNU ကအဲ့လိုစီမီစီကမရှိဘူးအဲ့ဒါကိုတိုင်းလူပြည်သားကြီးကိုလည်းအလုံးပုံပွင့်လေးသိစေချင်တယ်အခုလက်မှာရေးတော့ KNU ဖွဲ့စည်းကောင်းဆောင် NC ထိုးရတဲ့ကောင်းဆောင်တွေကခုဒုစေမိုးပွင့်ထူးရဲ့ရောဂျာတင်တို့ဦးရွှေမောင်တို့ဒီလက်မှာရေးထိုးတဲ့ NC ကောင်းဆောင်လက်မှာရေးထိုးတဲ့လူတွေကKNU ကိုတောင်းချပြီးတော့သူတို့အခွင့်အရေးယူတယ် KNU တောင်းခုတောင်းချပြီးတော့အခွင့်အရေးယူတယ်သူတို့ရဲ့နိုင်ငံရေးလောက်တာဟိုနိုင်ငံလုံစားနေတာအဲ့တော့ကျွန်တော်ဒီနေ့ဒီတဲ့ကိုကြားချင်းဖြစ်80မှာလာမယ့်အချိန်မှာဒီကိုကျွန်တော်ပြောနေတဲ့လူတွေကပုဂ္ဂိုလ်ကောင်းတော်တွေကကျွန်တော်ကရင်တမျိုးသားတော့ကောင်းဆောင်မဟုတ်ဘူးဆိုတာတိုင်းလူပြည်သားညီကိုလည်းအားလုံးပုံမှန်လည်းသိစေချင်တယ်ပြရချင်းပဲဖြစ်တယ်ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ပြောလိုက်ပါတယ်အခုကျွန်တော်ပြောရတယ်ဆိုတာလည်းကျွန်တော်သဘောထားတစ်ယောက်တည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီချက်မကကျွန်တော်ကရင်တမျိုးသားလုံးအသက်တာလည်းဖြစ်ပါတယ်ထိုနည်းတူစားပဲတသားလည်းပဲဖြစ်စေရမယ်နောက်ပြီးကျွန်တော်ပြောချင်တာကတော့ပြည့်စည်ချင်တာကအခုလောလောဆယ်လက်ရှိပဲကြည့်စစ်တပ်မင်းအောင်လည်းပြောတယ်ထာဝရငြိမ်းချမ်းရေးဆိုတာအဲ့ဒါနဲ့ကျွန်တော်ပြောပြမင်းအောင်လည်းထာဝရငြိမ်းချမ်းရေးကဲမြန်မာပြည်မှာပူပူနွေးနွေးလောလောဆယ်ကျွန်တော်ပြင်နေတာဖြစ်စီနာဒီရကုလား2017 KNU ထိန်းချုပ်နယ်မြေမှာတမဟာရှိတွင်နေထိုင်တဲ့ပြည်သူပြည်နေရာတစ်ခုငါးရှာကအပြန်စစ်တပ်ကနေပြီးတော့လက်နဲ့ပြစ်တယ်ပြစ်တာရဘိန်းမှာမရထိသွားတယ်မရကတည်ဆုံးသွားတယ်ဘိုင်းမှာကလေး9လနဲ့ယောက်ျားလို့သူကဆေးရုံကကုသရေးခံရတယ်သူကကလေးသမီးတယောက်ကြတယ်ခင်ဗျားတို့စဉ်းစားကြည့်တော့ခံစားကြည့်ဘယ်လိုရှင်းတာကြားကျန်တဲ့ကလေးတယောက်အသက်4နှစ်ရွယ်ပဲရှိတယ်ဘယ်လိုဒုက္ခရောက်လဲဆိုခင်ဗျားတို့စဉ်းစားကြည့်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝဘယ်လိုလဲသိနိုင်ရလဲဆိုတာပြီးတော့ဘီလီမှာလှူရှားနေတယ်ခမရ4306 406အဲ့မှာအဲ့ BGN နဲ့ကရင်မဟုတ်လားကရင်အသားနဲ့လောက်ထွက်ခေါ်ချစ်သူတို့တပ်ဖွဲ့နဲ့ပေါင်းပြီးတော့မိန်းကလေးတွေဖမ်းဆီးတယ်အရှင်းတော့ပြောမယ်ဆိုကြီးကောက်ကာဘာဟောဖြစ်နေပြီးတော့သူတို့ခေါ်ဆောင်လာတယ်အရှင်းမှာကာဘာယူပြီးတော့သူတို့ KNA စစ်တပ်ကိုသူတို့လာတဲ့သူတို့တွေကကြောက်ချမ်းမော်စစ်တပ်မော်သူတို့ကောက်ကြည့်နေပြီသူတို့ကတက်လာလို့ရှိရင် KNA တမစစ်သားတွေကသူတို့ဖြစ်တယ်သူတို့ထိနာပြီးတော့ပြည်သူတွေကိုပြန်ပြီးတော့သူတို့တစားကပြန်လို့တယ်ဘုန်းကြီးကျောင်းမှာသူတို့ခေါ်လို့တယ်ဘုရားကျောင်းမှာသူတို့ခေါ်လို့တယ်ရွာကြီးမှာသူတို့ခေါ်လို့ပြီးတော့ပြည်သူတွေသူတို့နိခါကာဘာယူရချင်းကားတယ်နောက်ပြီးတော့သူတို့လှုပ်ရှားကြတယ်လှုပ်ရှားတယ်KNA တမအားနေပြီးတော့သူတို့ KNA စစ်သားတွေသူတို့ပြန်ပြီးလို့ရှိရင်ပြည်သူတွေမှာလို့ရှိရင်သူတို့လည်း KNA ကိုပြည့်ဖို့ပြန်လို့တယ် KNA ကပြည့်တယ်ဆိုတော့ဒါသူတို့တင်ပြထောက်တယ်ပြည်သူတွေနဲ့ပြည်စစ်သားတွေနဲ့ချင်းမြေရမဖို့သူတို့လည်းနီးမျိုးဆိုတော့သူတို့ကြာစီလို့ဆောင်နေတယ်ဒါကိုကျွန်တော်ပြောနေတာအဖြစ်စဉ်ဖြစ်မှာတော့နောက်ပြီးစနေရက်8လ2021ကရင်ပြည်နယ်မှာ KNU ထိချုပ်နယ်မြေမှာရွာသားပြည်သူအတော်ရွယ်အမျိုးသမီးဖြစ်သူ3ဦးကိုဖမ်းဆီးပြီးတယ်လားဘုန်းကြီးပေါ်တာနေတဲ့သူဖမ်းဆီးတာအတော့ပြုတ်လားခဲစီတယ်အမိကတော့
နော်မြမိုးတဲ့အသက်65နှစ်ဟုတ်လားနော်ရရှိတဲ့အသက်56နှစ်နော်ခုမိုးအသက်42နှစ်အဲ့တော့ဖာစီရသူကာပါယူတယ်ဟာနေစတဲ့ yes ရတယ်တော့ဟုတ်ကောက်ချင်ရုံမာရဒီစစ်တာကဘာမှကျွန်တော်တွေ့ခဲ့တဲ့စစ်တာတွေမှာဒီကျွန်တော်ဒီဘာမှစစ်တာနဲ့မတူဘူးအရာအတိုင်းကြားရအောင်နေတာဟုတ်ကြားအစင်သားမရှိရ25ရက်8လ2021မိနစ်ပိုင်း8နာရီ29မိနစ်မှာအချိန်မှာလင်းရင်ပြန်သားလာတယ်ပြီးပြီးနဲ့ဖားဖို့နဲ့ညီပြီးတဲ့မှာလင်းရင်တဝဲဝဲလာပြန်တယ်ညဘက်ဆိုတော့ drone နဲ့လို့အဲ့ဒါပါတဲ့ဘောလေပြီးလူပြီးသားရဲ့အားလုံးပြီးစီချင်တယ်ပြီးပြီးမှတကယ်တော့ပြီးတယ်မှာဖြစ်နေတဲ့ပြီးပြီးစစ်ဆိုတာလင်းရင်အလေးကြောင့်တော့ပဲမရှိဘူးဒါပေမဲ့ကျွန်တော်ဒီမြန်မာဒီဒုလာစီဟာနာရှင်စစ်တပ်ကြီးဟာပြည်တွင်းမှာသူကလင်းရင်တော့လေလင်းရင်ဟာပြည်သူရဲ့နေမီဒေသမှာဟာခက်နေတဲ့တန်ခါစားတဲ့ညီမျိုးစုံနဲ့ထိုးစစ်ဆင်ပြီးတော့ကာဗာယူတယ်ဟာတန်ခါစားတဲ့ယူတော့ပြည်ပတွေတို့ရောင်းတော့ရုရှားနိုင်ငံမှာလက်နဲ့ကြီးတုံးကြီးတွေဝယ်တယ်တနက်တွေဝယ်ပြီးတော့ကိုပြည်သူတွေကိုညီကိုချင်းပြည်သူတွေပြန်တတ်တယ်တော့ကောင်းတဲ့ကြာစီဟာပတ်ပေါ်တော့ပေါင်းတယ်ဟာအစစ်စေးတွေမျိုးစုံတွေဟာယူတယ်ပြည်သားတွေကတော့ကောင်းဆောင်ကသူ့ခုခံတဲ့လူတွေတို့ကြာစီနီးမျိုးစုံနဲ့ကြာစီတယ်ဟာတိုင်းတဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့အချင်းချင်းတော့နီးမျိုးစုံနဲ့လို့ရကရင်ချင်းချင်းဟာဘာသာရေးနဲ့ဖြစ်တယ်ဘာသာရေးနဲ့ဖြစ်လူမျိုးရေးနဲ့မျိုးနဲ့လို့ရတယ်ဘာသာရေးငွေချင်းနဲ့ဟောရတယ်တွေ့ခွဲတယ်ဟာငွေချင်းစီငွေချင်းပြချော်တယ်တော်တော်ရုံလာကောင်းကြည့်တဲ့ကြာစီကောင်းသလားမမင်းနဲ့ဟာဘူအောင်မင်းပြောခဲ့တဲ့စကားကျွန်တော်မှတ်မိတယ်နော်ဘူအောင်မင်းပြောတာလူကချမ်းသာမယ်ဆိုလို့ရှိရင်တဲ့ပတ်စံရှိမယ်ဆိုလို့ရှိရင်တဲ့ဘယ်သူမှလက်နဲ့မကင်ဘူးဘယ်သူမှတနာမကင်ဘူးခင်ဗျားပြောတဲ့စကားခင်ဗျားတွေးနေပါဗျာဒါပေမဲ့ခင်ဗျားရဲ့တွေးဟာအခုပေါ်တဲ့ကလေးတွေတွေးတော့မဖြစ်ပါဘူးဟာခင်ဗျားတွေးဟာဟို91ခေတ်တော့ကြိုင်ခဲ့ပြီးတော့အခုက2021ခေတ်ဖြစ်နေပြီဟုတ်လားအဲ့တော့ကျွန်တော်ပြောနေတာခင်ဗျားပြောတဲ့အတွေးခေါ်တွေကငွေဆိုတာဒုတိယဘုရားသခင်တတ်မှတ်နေတယ်လေငွေဆိုတာနေရာတဲ့အသုံးပြုလို့မရတယ်လို့နေရာထဲမှာလည်းအသုံးချလို့မရဘူးဆိုတော့ခင်ဗျားဒီချာသိစေချင်တယ်ဟုတ်ကျွန်တော်ပြောတာခင်ဗျားတို့ပြောတာမြန်မာပြည်မှာ fantasy လို့တာဟာပါရီတိုးတက်တယ်ခင်ဗျားတို့ပြောတာတချို့ဆိုရှိတချို့ဆိုရှိပြောတာဟာဒါလက်ကြီးကောင်းလာတယ်ဒီကောင်းလာအဲ့တော့ကျွန်တော်ပြောချင်တာကတော့ခင်ဗျားတို့ငင်းချမ်းရေးဘလို့ပဲလို့ဟုတ်လားဒါလာပဲခင်ဗျားဟိုနေ့စစ်ကောင်စီကစစ်တပ်တွေကသူတို့ကပြောသလိုလို့ငါလုပ်တယ်လို့မလုပ်နဲ့ဆိုသလိုဟာ NC ကောင်းတော်တွေကိုသူတို့နီးမျိုးစုံနဲ့သူတို့လက်ပတ်လုပ်နေတယ်အဲ့တော့ကျွန်တော်ပြောချင်တယ်ကရင်မျိုးသားဖွဲ့စည်းကောင်းတော်ကရင်KNU လက်မှတ်ရေးထိုးရတဲ့ NC ဖွဲ့စည်းကောင်းဆောင်တယ်ပုံမှုတို့ပုဂ္ဂိုလ်ထိုးတို့ကျွန်တော်ပြောချင်တယ်ဗမာစစ်အာဏာရှင်တွေကခင်ဗျားတို့အသုံးပြုလို့ရတော့ချင်းခင်ဗျားတို့သုံးချမယ်ပေါင်းသိမယ်ခင်ဗျားတို့အသုံးချလို့မရတဲ့တနည်းကြခင်ဗျားတို့လည်းပြီးမယ်ခင်ဗျားတို့သိလားဒီလူကစိတ်ဖြောက်တဲ့လူတွေမဟုတ်စိတ်ကောက်ကျင်တဲ့လူတွေခင်ဗျားတို့ကကိုယ်လူမျိုးကိုစန့်ကျင်ပဲလုပ်ပြီးတော့ဟုတ်လားသူ့ဘက်ကိုသူတို့ဘက်ကိုအမျိုးခင်ဗျားတို့လိုက်လျောပြီးတော့ခင်ဗျားတို့လိုက်လုပ်ပေးတယ်ဟာဘုန်းကြီးစွန်းနိုင်ဝင်းပြောတယ်မလား2018တုန်းကစွန်းနိုင်ဝင်းပြောတယ်ခင်ဗျားတို့ KNU ခေါင်းဆောင်တွေကအမြင်မချင်းမြောင်းစေချင်ဘူးတဲ့ဟာလားလမ်းဖ
လမ်းဖောက်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စွန့်တယ်ကိုပြောတဲ့မိကိုကျွန်တော်ကြားဘူးတယ်ခင်ဗျားတို့ KNU ခေါင်းဆောင်တွေကအမြင်မကျင်းကြောင်းသိချင်ဘူးတဲ့ခင်ဗျားတို့အဲ့ဒါပဲနားထောင်ကြည့်ပေါ့ခင်ဗျားတို့ကိုဘယ်လောက်လေးစားတယ်ဘယ်လောက်တန်ဖိုးထားလဲဟုတ်လားခင်ဗျားတို့ဘယ်လောက်အရေးပါလဲဆိုတာခင်ဗျားတို့ဒီဖက်စစ်ခေါင်းဆောင်တွေကခင်ဗျားတို့ဘာမှမထင်ဘူးခင်ဗျားတို့ခိုင်းကောင်းလို့ခင်ဗျားတို့ခိုင်းနေတာဟုတ်လားခင်ဗျားတို့ကဘာမှမသိကိုဟုတ်လာပဲကိုလူမျိုးကိုသစ္စာပေါ့တို့တစ်ပြေနေရဆောက်တာဘိုးကျမောင်ချစ်တို့ကရင်မဟုတ်တဲ့ကရင်ဟုတ်လားခင်ဗျားတို့အတွက်ကိုခင်ဗျားကရင်ဖြည့်ပြီးတော့ဟုတ်လားကရင်သစ္စာဖောက်တယ်လူမျိုးတွေလည်းခင်ဗျားသစ္စာဖောက်တယ်ဟုတ်လားခင်ဗျားတော့ပြောလို့မကုန်နိုင်ဘူးခင်ဗျားရဲ့နောက်ဆုံးခင်ဗျားတို့တက်ရှင်နေတဲ့အချိန်မှာခင်ဗျားတို့လက်ဆောင်တည်ငောင်းလက်ဆောင်ပေးခဲ့တယ်ဟုတ်လားပြီးခဲ့တဲ့2019 2018တော့ဟာပြပကကရင်တည်းဌာနတစ်ခုမှကျွန်တော်ကြားနေရတယ်ဟာလားဦးမင်းအောင်လည်းတို့ဖွားတော်စုတို့ဟာလားရေချိုးကောင်းရှောပြောတာကျွန်တော်ကြားဖို့တော့မှတ်မိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရေချိုးကောင်းရှောစုတည်တဲ့ခင်ဗျားတို့ပြည်သူတွေပုံမှာလုပ်ခဲ့တဲ့အရာတွေခင်ဗျားတို့ပြည်သူတွေရှစ်မှာဝန်ချတောင်းပါပါအချင်းရှိတော့ခင်ဗျားတို့အသက်ရှင်ပြီးပေးတယ်ဆိုတာခင်ဗျားတို့ကိုအလွတ်တလနဲ့ခင်ဗျားတို့ကိုမထင်ကြနဲ့အခုလက်ရှိအချိန်နေမြင်နေရတယ်ဘွားတော်စုအသက်ကြီးနေပြီဟုတ်လားထောင်ထဲမှာ6000ရေးခံရတာအရန်တနာဖို့ကောင်းတယ်ဟုတ်လားဦးမြင့်အောင်လည်းကြီးစုကမ်းတယ်ခင်ဗျားနော်2019မကုန်ခင်တော့ ICG ကိစ္စတော့ဟုတ်လားခင်ဗျားတကယ်တော့ခင်ဗျားတို့ချိတ်ဆိုတယ်ခင်ဗျားတို့တွားရမယ်ခင်ဗျားတို့အဲ့ဒီမှာပွဲပြရမယ်ဘွားတော်စုကခင်ဗျားကိုတနာလို့ဟုတ်လားခင်ဗျားကိုတနာပြီးတော့ပြည်သူတွေကထောက်ခံတယ် we stay win တော့ဆက်စုကြည့်ပြီးတော့ပြည်သူတွေရဲ့ထောက်ခံမှုကိုယူပြီးတော့ခင်ဗျားတို့ကာကွယ်ပေးနေတာနော်အဲ့ဒါတော့ခင်ဗျားအကြီးစုကမ်းပြီးတော့ခင်ဗျားအခုလိုနိုင်ငံရေးလက်ကွက်ဖမ်းဆီးနေရတာတကယ်တော့နိုင်ငံရေးလက်ကွက်နဲ့ခင်ဗျားအဖွားတော်စုကိုဖမ်းဆီးမယ်ဆိုလို့ရှိတော့ဒါတော့ကြုံမပြောလို့ဟုတ်လားဒါတော့ခင်ဗျားတို့ရဲ့လက်ကွက်ကတော့ကျွန်တော်တို့ကရေးမိပါတယ်အခေရဲ့အဲ့ဒီလိုမှဖော်အောင်ဆိုလို့ရှိရတယ်တစ်ဖက်တန်းနဲ့ခင်ဗျားဖွားတော်စုတို့ခင်ဗျားတို့ဖမ်းဆီးတယ်ဆိုလို့ရှိတော့ခင်ဗျားအများကြီးမားတယ်ဖွားတော်စုရဲ့ရန်တနာကိုကောင်းတယ်ခင်ဗျားကေတင်ခဲ့တာမဟုတ်ဘူးခင်ဗျားတို့စတင်တာကြာပြီလားအဲ့တော့ခင်ဗျားတို့ငင်းချရေးစကားပဲပြောနိုင်ငံရေးကြောင်းခင်ဗျားတို့နိုင်ငံရေးတပွဲပေါ်ပြောခင်ဗျားတို့ပြောခဲ့တာနေ့ပေါင်းမနေတော့ဒီနေ့ဒီချင်းပြောလို့မပြီးသေးဘူးဟုတ်လား2008ပွဲစည်းပုံလဲပါလဲဒါတွေရှုံတာပဲဟုတ်လား25ရာခိုင်နှုန်းတွေအဲ့ဒီတက်နေတဲ့အစိုးရလည်းဖြုတ်မရဘူးဖြုတ်မနိုင်ဘူးအခုဆိုလို့ရှိရင်ဇာတ်သိမ်းပြီပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ဆောင်လေးတစ်ခုပေးပြရစီဟုတ်လားခင်ဗျားတို့သိမဲ့အမှန်တရားလင်းရဲ့ဟုတ်လားခင်ဗျားတို့သွားနေတဲ့လမ်းအမောင်လည်းဖြစ်နေတယ်အဲ့ဒါကြောင့်အလင်းတရားတွေရောက်နိုင်ဖို့ခင်ဗျားတို့ဟုတ်လားလမ်းညွှန်ပြပေးဖို့ကျွန်တော်လိပ်စာလေးနည်းနည်းပေးခြင်းတယ်လိပ်စာလေး3ချက်ကျွန်တော်ပေးခြင်းတယ်အဲ့တော့ဒီစကားဒီလိပ်စာဒါကျွန်တော်ပါဇက်ကကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူးဟုတ်လားဒါတမန်ကျမ်းစာကပြောတဲ့စကားအဲ့တော့ခင်ဗျားတို့ဖတ်ပြီးတော့ဖတ်ပါကြည့်ပြီးတော့ခင်ဗျားတို့ဒီအတိုင်းကိုခင်ဗျားတို့အသက်ရှင်ရှောင်လန်းဖို့ကျွန်တော်မျှော်လင့်ခြင်းပါတယ်မြင်ခြင်းပါတယ်ခင်ဗျားတို့အာဏာယူတယ်ဥစ္စာယူတယ်ခင်ဗျားတို့ကိုခင်ဗျားတို့သိရင်ခင်ဗျားတို့ယူသားလို့ရမှာဟုတ်လားတိမောသေဩဝါဒပထမစာဆောင်အခန်းကြီး6ခန်းငယ်9ကနေ10နောက်တစ်ခါပြန်ပြောမယ်တိမောသေဩဝါဒပထမစာဆောင်အခန်းကြီး6အခန်းငယ်9ခန်းငယ်10အကြောင်းမူကားငါတို့သည်ဤလောကထက်သို့အဘေအရာမျှမပါဘဲလာသည်ဖြစ်၍ထက်သွားလျင်လည်းအဘေအရာကိုမျှယူ၍မသွားနိုင်ဘူးထင်ရှားလျက်ရှိ၏ဟုတ်လားနောက်တစ်ခါပြန်ဖတ်ပြမယ်နော်အကြောင်းမူကားငါတို့သည်ဤလောကထက်သို့အဘေအရာမျှမပါဘဲလာသည်ဖြစ်၍ထက်သွားလျင်အဘေအရာကိုမျှယူ၍မသွားနိုင်ဘူးထင်ရှားလျက်ရှိ၏
Camaro general di locama general ede canata la ya chime pite Bama general we pala na part kuma pao Tony to the general tea knowledge general part kuma you don't me out the other body Camaro Tita within a Camaro ana gonza on Camaro gonza on Nanga Ochome gonza de Yosulusi di Yali Camaro Tita within a dama Camaro Ala thank you Ocholo to teme Mancame. Dario Camaro Malilla Manale Bushulushi, Camaro Time you Ocho Nanga Ocholushi, Alega Amagi Mara, Pia Misra, General Tija Pioye, Hala. Ero, the yard of Oli Nale, Nabani. Hala. A Chomuka, Muego Tame Chindi, Macondo, a Mu Pondo, Mula Abi Piti. လူချို့တို့သည်ငွေကိုတတ်မဲ့သောကြောင့်ယုံကြည်ခြင်းတရားလမ်းမှလွဲ၍ပူပန်ခြင်းဝေဒနာများနှင့်ကိုယ့်ကိုယ်ကိုထုတ်ခြင်းအအောင်ထိုးကြ၏တဲ့ဟုတ်လားငွေဆိုတာလူတိုင်းလူအပ်တယ်ဒါပေမဲ့ဟုတ်လားငွေကိုတော့မတတ်မဲ့ပါနဲ့လူတော့လူအပ်တယ်လို့လူအပ်တယ်ဒါပေမဲ့မတတ်မဲ့ငွေကိုတတ်မဲ့ခြင်းကဝင်လာပြီဆိုလို့ရှိရင်အဲ့ဒါမကောင်းတဲ့ဒုစရိုက်အဖြစ်မျိုးများရဲ့အခြေအနေတစ်ခုပဲဆိုတာခင်ဗျားတို့သဘောတရားကောင်းကောင်းလေးသိဖို့နားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ကျွန်တော်ပြည့်တဲ့ကျမ်းပိုက်လေးကိုခင်ဗျားတို့ပြန်ဖတ်ကြည့်ပါဟုတ်လားတိမောသေဩဝါဒပထမစာသောခန်းကြီး6ခန်းငယ်9ကနေခန်းငယ်10ထိကိုဖတ်ပါနောက်ပြီးတစ်ချက်ဂလာတိဩဝါဒစာခန်းကြီး9အခန်းငယ်20နဲ့23ကိုဖတ်စီရှိလိုပါတယ်အဲ့ဒါကဝိညာဉ်ပဂတိနဲ့အကျိုးမူကားပါနော်ဟုတ်လားခင်ဗျားတို့ပြည်ရနာကကြီးဂလာတိဩဝါဒစာအခန်းကြီး9ခန်းငယ်20နဲ့23ဝိညာဉ်ပဂတိအကျိုးမူကားချစ်ချင်းဝမ်းမြောက်ခြင်းညီတဲ့ချင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာစောင့်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တည်ခြင်းပေတည်ထို့သောအကျင့်ကိုအပေတရားမြတ်မမြစ်တာဟောတော့ခင်ဗျားတို့ကြားပြီးသားပဲနော်အဲ့ဒါကိုခင်ဗျားတို့ပြန်ဖတ်ဖို့လိုပါတယ်ဟုတ်လားဝိညာဉ်ပဂတိအကျိုးမူကားတဲ့ချစ်ချင်းဝမ်းမြောက်ခြင်းညီတဲ့ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာစောင့်ခြင်းနုညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တည်ခြင်းထို့သောအကျင့်ကိုအပေတရားမြတ်မမြစ်တာဘေဘာသာတရားမှမမြစ်တာပါဘူးဒီရတယ်မလောက်ပါနဲ့လို့မတားဘူးဟုတ်လားဒါကတော့ဟုတ်လားဝိညာဉ်ရေးရမှာဟာလားလူဆိုတာအမင်္ဂလာရှိတယ်လို့ထာဝရဆိုတာမင်္ဂလာမရှိတယ်ကောင်းဆောင်ကြီးတရားလုပ်တယ်ဆိုတာချစ်ချင်းမရှိရမယ်ဟာလားဝမ်းမြောက်ခြင်းညီတဲ့ခြင်းစိတ်ရှိရမယ်လူတစ်ဖက်သားစိတ်ရှိရမယ်နူးညံ့ခြင်းတင်ငွေချင်းချသစ္စာရှိရမယ်ဟာလားငါပြောတယ်လို့ငါကတော့လူမျိုးပြောတယ်ဒီလိုလို့ငါကိုယ်တိုင်ငါမလိုက်မလို့ဆိုလို့ရမဟုတ်သေးဘူးကသစ္စာဆိုတာသစ္စာရှိရမယ်ဟာလားနူးညံ့တင်ငွေချင်းရှိရမယ်ဟာလားလူတစ်ဖက်သားရဲ့ပုံမှာတနာချင်းနုညံ့သိမ်မွေ့ချင်းရှိရမယ်အထူးသဖြင့်ကာမဂုဏ်ချုပ်တည်ခြင်းဟာလားကာမဂုဏ်ချုပ်တည်ခြင်းဆိုတာငွေရှိတဲ့လူများသားများတွေဟာလားငွေမျိုးငွေနဲ့ပေါက်ကလေးပြူမလေးတွေဟာလားပတ်စံနဲ့ပေးအတင်းအဓမ္မယူဟာလားအမှုဖြစ်လာလို့ရှိရင်အဲ့ဒီအမှုကိုဟောထုံးမဲ့လူကိုဟာလားပတ်စံအများကြီးပေးအမှုကိုပပြောင်းဟာလားမြင်နေတဲ့လူလာဆိုင်တယ်လို့ဖြစ်သွားမှာပေါ့အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါတွေကဟာလားလူတွေမနစ်သက်တယ်လို့တရားမှလည်းဟာလားတရားမှလည်းမပပါဘူးတရားမှလည်းမနစ်သက်ပါဘူးအထူးသဖြင့်ဘုရားသခင်ကလုံးဝမနစ်သက်သောအရာဖြစ်ပါတယ်လုံးဝမုန်းတီးသောအရာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်ဟာလားအဲ့တော့ဒီပေတရားမှဟာလားပေတရားမှမမြစ်တာဘူးဆိုတာပေတရားမှဒီရတယ်မမြစ်တာပါဘူးအဲ့တော့လာမယ့်အနာဂတ်မှာမြန်မာပြည်ကြီးရဲ့လာမယ့်အနာဂတ်မှာဘယ်တိုင်းသားဘယ်လူမျိုးမဆိုအုပ်ချုပ်ခြင်းပဲဆိုလို့ရှိရင်ကောင်းတော်ကြီးတွေဟုတ်လားဒီကျမ်းပိုက်လေးကိုတေးသေးချာလစ်လာဖတ်ရှုပြီးမှကျင့်ဆောင်နိုင်ပြီးမှဒီမြန်မာနိုင်ငံတော်ကြီးကိုအုပ်ချုပ်ပါလို့ကျွန်တော်ပြောချင်တယ်ဟုတ်လားအထူးသဖြင့်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတစ်နှစ်ပြီးတစ်နှစ်တစ်ခါပြီးတစ်ခါလားအနည်း90ကျော်အုပ်ချုပ်လာခဲ့တဲ့ဗမာစစ်ကောင်းဆောင်တွေခင်ဗျားတို့
နားလို့ရပြီလို့ကျွန်တော်ပြောချင်တယ်သူတစ်ဖြစ်တိုင်းရင်းသားတွေကိုခင်ဗျားတို့ဦးစားပေးပြီးတော့ခွင့်ရပေးဖို့တင့်ပါပြီတိုင်းရင်းသားခေါင်းဆောင်တွေလည်းဖြစ်ဖြစ်တိုင်းရင်းသားခေါင်းဆောင်တွေကပြည်သူတွေကြိုက်တဲ့နှစ်သက်တဲ့ရွေးချယ်တဲ့ခေါင်းဆောင်တရားကြောင့်ဖြစ်ဖြစ်ဒီမြန်မာနိုင်ငံတော်ကြီးကိုအုပ်ချုပ်နိုင်ဖို့လိုပါလိမ့်မယ်လို့ကျွန်တော်မြင်ရတယ်။ဘာဖြစ်လို့ကျွန်တော်ဒီဗမာစစ်ခေါင်းဆောင်တွေအုပ်ချုပ်လို့မရတော့ဘူးလို့ကျွန်တော်ပြောတာလဲဆိုတာဒီလူတွေကိုတိုင်းရင်းသားခေါင်းဆောင်တိုင်းသားပြည်သူတွေဘယ်သူမှမယုံကြည်တော့အတွက်ကြောင့်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကဆက်အုပ်ချုပ်မယ်ဆိုလည်းမရတော့ပါဘူး။ဆက်အုပ်ချုပ်မယ်ဆိုလို့ရှိရင်လည်းဟာလားဒီတိုင်းရင်းသားလက်နက်ကန်ကြီးဆိုတာလဲဟာလားဒီနေ့ဒီချိန်မှာလက်နက်ကန်10ရောက်ဖြစ်ပြင်မဲ့လဲ80မှာဗမာစစ်ကောင်းဆောင်ရဲ့စစ်အုပ်ချုပ်မယ်ဆိုလို့ရှိရင်10ရောက်တဲ့15ရောက်ရောက်20ရောက်100လက်နက်ကန်ဖို့ဆိုတာမကင်ရဖို့ဆိုတာကျွန်တော်အတိပေးစီလိုပါတယ်ဒါကျွန်တော်တရားရဲ့အမြင်သဘောထားလေးပါနော်အဲ့တော့ဒီမြန်မာနိုင်ငံတော်ရဲ့အနာဂတ်ကိုအုပ်ချုပ်မဲ့ခေါင်းဆောင်တွေကိုတိုင်းရင်းသားတွေကတူတရားကြောင့်ပြည်သူတွေနှစ်သက်တင်ကြတဲ့ခေါင်းဆောင်များအုပ်ချုပ်နိုင်ပါစေလို့ကျွန်တော်နောက်ဆုံးလည်းကျွန်တော်ပြောကြားခြင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေအာမင်